တရားရောအခါကရွာတရွာမှာခဝါတီလင်မယားတွင်မကြီးမလန်မထွေးသမီးသုံးယောက်ရှိလီသည်တနေ့ခဝါတီလင်မယားဟာတောထဲထိန်ရှာထွက်လာချေရာအလွန်ကြီးသောတဖန်းပင်တပင်ကိုတွေ့ရှိရ၍တဖန်းသီးခူးရန်ကြံလေရာတဖန်းပင်ပေါ်တွင်ငန်းတော်ငွေကြီးတကောင်ရှိနေ၍အပင်ပေါ်မတက်ဝံပဲရှိလေတယ်အမေအိုလဲတဖန်းသီးလိုချင်၍သမီးကြီးသမီးလက်နာမည်ကိုရွတ်ဆိုကာငွေကြီးကိုတဖန်းသီးခူးပေးဖို့တောင်းဆိုခဲ့တယ်။ငွေကြီးမှတဖန်းပင်ကိုအနှင်းငယ်လှုပ်ခါပေးရာတဖန်းသီးအနှင်းငယ်သာကြွေကြ၏။ထို့နောက်အမေအိုမှသမီးငယ်နာမည်ကိုရွတ်ဆိုလိုက်တော့ငွေကြီးမှအပင်ကိုရမ်းလိုက်တာကောက်မနိုင်လောက်အောင်တဖန်းသီးများစွာရရှိခဲ့တယ်။ဒီလိုနဲ့ခွာသည်လီမယားပါတဖန်းသီးတွေကိုအမြန်ကောက်ယူသည်အိမ်ပြန်လာခဲ့တယ်။လမ်းမှာတွေ့သောတောင်ပုတ်တင်းငုတ်တင်းကုတ်ကိုတဖန်းသီးပေးကသူတို့သွားရာလမ်းကိုမပြောရန်နှုတ်သိမ်မှားကြခဲ့တယ်။မကြမီမွေကြီးရောက်လာပြီးတောင်ပုတ်တင်းငုတ်တင်းကုတ်တို့အားမပြောလျင်ပေါက်တတ်မီဟုချင်းချောင်ညင်အမဲအိုးတို့သွားရာလမ်းကိုညွှန်ပြခဲ့ကြတယ်။မွေကြီးဟာခွာသည်အိမ်ရောက်တော့အိမ်နောက်ဖဲကပုံးရီအိုးထဲတိတ်တဆိတ်ဝင်ကပုံအောင်ညူခဲ့တယ်။ထိုအချိန်အိမ်ကြီးချင်းတူမှာပုံးရီနဲနဲပေးရန်လာတောင်းရာအမေအိုကြီးမှပုံးရီယူရန်ပုံးရီအိုးထဲလက်နှိုက်လိုက်တော့မွေကြီးမှလက်ကိုရစ်ပတ်ထား၏သမီးကြီးကိုလိုချင်တပိတ်လျှော့ဟုပြောလီရာမွေကြီးမှတိုး၍ပတ်လေတယ်အမေအိုမှသမီးလက်လိုချင်တပိတ်လျှော့ဟုထပ်၍ပြောရာမွေကြီးမှတိုးကပဲ့၍အယိုးထီအောင်နာလာတော့သမီးငယ်လိုချင်တပိတ်လျှော့ဟုပြောလိုက်ရာမွေကြီးမှအကုန်ဖြေလျော့ပေးလိုက်ခဲ့တယ်ထို့ကြောင့်အမေအိုလင်မယားလေးမတတ်နိုင်တော့ငန်းတော်မွေကြီးနဲ့သမီးငယ်ကိုထိမ်းမြပေးခဲ့ရတယ်။သို့တော့ငန်းတော်မွေကြီးဟာတာမန်မွေမဟုတ်ပေလူရောင်ဖန်ဆင်းနိုင်သောနတ်မွေဖြစ်ပြီးအရေးခွင်ကိုချွတ်ကာလူအသွင်ပြောင်းပြီးနေထိုင်လေတယ်။ဒီနေ့မွေမင်းသားကုံရောင်းကုံဝဲလုပ်ရန်ခီးထွက်သွားချိန်မှာအမေအိုမှမွေအရေးခွင်အားမီးရှို့လိုက်ရင်မွေမင်းသားမှာမွေအထစ်သူမပြောင်းနိုင်ခဲ့တော့ပါ။ဒီလိုနဲ့မထွေးကိုဝင်ရလာချိန်မှာယောက်ျားဖြစ်သူမရှိကြမကြီးမှမထွေးအားငယ်စဉ်ကဒန်းစီသောနေရာသို့တောရန်ခေါ်ခဲ့တယ်။မြေကမ်းတပေးဒန်းစင်မှာတလက်စီစီးကြရာမကြီးဒန်းစီးချိန်မထွေးမှဒန်းကိုအသာရွဲပြီးမထွေးဒန်းစီးချိန်မကြီးမှဒန်းကိုအသာကုန်လွှဲလိုက်တော့မထွေးမှလွင့်စင်သွားပြီးမြေထဲကျသွားခဲ့တယ်။မြစ်ထဲမျောနေတဲ့မထွေးကိုငှက်ကြီးဝုံပိုမှဆယ်ယူကအပင်တက်ကသူ့အတိုက်ထဲမှာထားလေတယ်။မထွေးကအတိုက်ထဲမှာပင်ခလေးကိုမီးဖွားပြီးမထွေးမှငန်းတော်မွေမီးရဲ့သားအိပ်ပါတော့ဟုခလေးကိုချောတိတ်တော့အခါငှက်ကြီးမှစိတ်ဆိုးလေတယ်။ဒါကြောင့်ငှက်ကြီးဝုံပိုရဲ့သားအိပ်ပါတော့ဟုပြောင်းဆိုမှငှက်ကြီးဝုံပိုမှသဘောကျ၍နေလေတယ်။ကုံစီရောင်းကုံဝယ်လုပ်ရန်ခရီးထွက်သွားသောယောက်ျားဖြစ်သူမှမထွေးတင်ချင်းတန်ကိုကြား၍လေကိုရက်ကတစ်ပင်ပေါ်မှတိုင်းနဲ့မယားကိုခေါ်ဆောင်ခဲ့တယ်။မထွေးတို့သားအမိတို့အင်္ဂလန်ရောက်တော့မကြီးမှမနေရဲတော့ပဲအိမ်မှထွက်သွားခဲ့တယ်။ပုံပြင်လေးကတော့ဒီမှာပဲအဆုံးသတ်ပါတယ်။